ကျွတ်တို့သောလောကထွထသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်သာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါ9 နှစ်အရွယ်ရှိတဲ့သူကျွယ်ရဲ့သားလေးတစ်ယောက်ကိုအကြောင်းပြုပြီးဟောပါတယ်ဗျာအဲ့ဒီသူကျွယ်ရဲ့သားလေးကိုဘာကြောင့်အကြောင်းပြုဟောသလဲအဲ့ဒီသူကျွယ်သည်သူ့သား9 နှစ်ရွယ်ကလေးနဲ့အတူတကွနေလာခဲ့ရမှတနေ့သ၌ကြတော့ဘေးအိတ်တအိမ်ကိုသွားအဖေပဲသွားတယ်ဆိုတာကလေးကမသိဘူးသိရလားပြိဿသိပါဘူးဗျာမသိပေမဲ့ကလေးကပဒကုသလကိုပြိဿပဒဆိုတာခြေရာကုသလဆိုတာလိမ္မာခြေရာကိုလိမ္မာတယ်ခြေရာကိုကြည့်ပြီးတော့ဘသူခြေရာသူသိသူဖခင်ရဲ့ခြေရာကိုကြည့်ပြီးတော့လိုက်သွားလိုက်တာဟောဘေးအိမ်ကြတော့သူ့အဖေတွေ့လူလေးတဲ့မင်းအဖေသွားတာမင်းလည်းမသိပဲနဲ့ဘယ်နဲ့ကြောင့်ဒီလိုက်လာနိုင်သတို့ဖခင်နဲ့ဖခင်ရဲ့ခြေရာကိုကြုတ်သိလို့ခြေရာခံလိုက်လာတာပြေးသားကြီးခုခေတ်သခိုးတွေပေါ်နေတာစုံတော့တွေကျုပ်အဲ့ဒီပညာမျိုးပေးခြင်းနဲ့ကျုပ်လည်းမတတ်တော့ခက်မှန်လားပြေးသားကြီးဟန်ကြရပါရိသကြီးဟောခြေရာခံပြီးတော့လိုက်ခြေရာခံလိုက်လာတာတဲ့နောက်သူ့အဖေကသူ့သားစုံစမ်းလို့၍ဘေးတအိမ်သွားနောက်တအိမ်ကနေပြီးတော့အဲ့ဒီအိမ်ကနေဟိုဘက်အိမ်ကူဟာဟိုဘက်အိမ်ကနေဒီဘက်အိမ်ပြန်ကူဒီဘက်အိမ်ကနေဟိုဘက်အိမ်ကြော်ကူအခုပြီးတော့ရွပြင်မဲ့ထွက်ရွပြင်မဲ့ထွက်ပြီးတော့ရွာထဲပြန်ဝင်ပြီးတော့ပြန်ထွက်ပြီးတော့ဇေရဝံကျောင်းသွားဖခင်ကျောင်းတော်သွားဟောသူ့သားလေးကလိုက်လာဟောဗျာခြေသားကြီးကောင်းလိုက်လာပြီသူလေးခင်ဗျာဘာရဲ့တဲ့မင်းအခုကြည်စမ်းဒီကိုလိုက်လာအဖေသွားတာသိလို့လားသိပါဘူးတဲ့မသိဘဲနဲ့ဘယ်နဲ့ကြောင့်လိုက်လာတော့ဖခင်တဲ့သားလိုက်လာခြင်းသည်ဖခင်ရဲ့ခြေရာကိုကြည့်လိုက်တော့အမလီသွားထားလိုက်တာလားဖခင်ရဲ့သားမောလောက်အောင်ဟိုဘက်အိမ်ကူဟိုဘက်အိမ်ကတအိမ်ကျော်ပြီးဒီအိမ်ပြန်လာဒီအိမ်ကလာပြီးတော့တအိမ်ချကျော်အတော့ကြဟိုပြန်ဒီသွားတယ်မလေးရွပြင်မဲ့ထွက်ရွာထဲဝင်ပြီးတော့မလေးကြောက်ထွက်လာတာကိုဗျခမခြေရာတွေကလည်းဗျာပြောလိုက်တော့မြတ်စွာဘုရားတပည့်တော်သားလေးသည်9 နှစ်အရွယ်ရှိပါသေးသည်ဗျာတပည့်တော်ရဲ့ခြေရာကိုသူသိပြီးတော့ခြေရာ၌ကျွမ်းကျင်လိမ္မာသောသားငယ်လေးဖြစ်ပါသည်ဗျာအဲ့ဒါလို့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားကိုတော်မြတ်ကဟဲ့သူကျွဲတဲ့မင်းသားသည်မြေကြီးပေါ်မှာနင်းထားသောခြေရာကိုသာလျှင်လိမ္မာခြင်းဖြစ်ပါတော့ကွယ်ဟောရှေးတုန်းကနောက်အခါတုန်းကဒီလိုမြေကြီးပေါ်နင်းတဲ့ခြေရာခြင်းမဟုတ်ကောင်းကင်တက်သွားသောခြေရာကိုလည်းလိမ္မာတဲ့ပုဂ္ဂိုလ်တွေရှိဘူးတဲ့သူကျွဲမြတ်စွာဘုရားတဲ့ကောင်းကင်ကခြေရာကိုလိမ္မာတယ်ဆိုတာသိချင်လို့ဖရာတပည့်တော်အတနာသဖြင့်တရားအခွင့်ပေးပြီးတော့အတိတ်ဇလံကလေးဆောင်းတော်မူပါဗျာရှောက်အဲ့ဒါလို့ရှောက်တော့မှမြတ်စွာဘုရားကိုတော်မြတ်ကအတိတေပါရဏတိယအစရှိသဖြင့်ဟောမြတ်စွာဘုရားကိုတော်မြတ်ဟောကြားခဲ့မဟောဘူးလားပြိဿကြီးဟောပါဗျာဟောလွန်လေပြီးသောအခါမှာတရားနာပြိဿကြီးကျွတ်တို့အတ္တမုခိလို့ဆိုတဲ့ဘလူးမတယောက်ရှိအဲ့ဒီအတ္တမုခိခေါ်တဲ့ဘလူးမသည်ဝတ္တဝင်နတ်မင်းကြီးရဲ့အပိုင်စားပေးခြင်းကိုခံရအပိုင်စားကဘယ်လိုပေးသလဲအလျားအဖြစ်ယူဇနာ30ဒီကတယူဇနာ73မိုင်ဆိုတော့ယူဇနာ30ဆိုမိုင်ပေါင်းဘယ်လောက်ရှိ390ဒါကြောင့်တရားနာပိဋကဒါလောက်ရှည်လျားတဲ့နေရာသူအပိုင်စားရအနံအားဖြင့်9ယူဇနာပိဋကအနံအားဖြင့်60နဲ့9မိုင်ပိဋကရေအနံကအလျားကကျွတ်တို့390အဲ့ဒီနေရာကိုရောက်လာသမျှသူစားစေဆိုတဲ့အပိုင်စားရခဲ့ဒီအပိုင်စားရထားတဲ့အတ္တမုခိဘလူးမသည်လာသမျှလူတွေအကုန်ဖမ်းစားဒီနေ့ပုံသားတယောက်ကခရီးသွားနောက်ကသူ့ပိဋကနဲ့
အဲ့ဒီပုံနာကအတော်လှတော့လေကြည်တရားနာပြိတ္တာဘလူးမကလူတွေမြင်တော့စားမလို့တအားပြေးတအားပြေးရင်ကနေပြီးတော့ပုံနာမျက်နှာလေးလည်းမြင်လိုက်ရောသူအယုတ်ဆိုးသလောက်ပုံနာလှတာတွေ့လိုက်တော့ဟဲလှလိုက်တာပုံနာလေးဟဲမလေးနှာခေါင်းလေးကလည်းသွဲလို့ငါနှာခေါင်းနဲ့ပါဆိုင်တော့သူ့ပါဇက်လေးကလည်းလှလိုက်တာကာကြီးလေးလို့မဲပါဇက်လေးလှတော့ကာကြီးလေးလို့တဲ့ပါဇက်ကလေးကလည်းလှပါဇက်ကလေးလည်းလှတယ်နှာရံကလေးကလည်းသွဲတယ်မျက်လုံးကလေးကလည်းကြည်တယ်ခေါင်းပေါ်ကဆံမင်ကလေးကြတော့နှစ်မြင်သုံးမြင်အေးတဲ့မျက်နှာလေးပါလားပုံနာမြင်တော့ตาယာနှစ်သက်ပြီးတော့ဘလူးမကပုံနာထံတအားပြည့်အသွားဘာပြောကောင်းမလဲနောက်ကပါလာတဲ့လူတွေအကုန်ထွက်ပြေးပုံနာပရိသတ်တွေမရှိတော့ပုံနာလေးကိုဘလူးမကြီးကလေပရိသတ်မှတ်ထားနော်တနာသွားငါစားရင်သူသေးပါတဲ့ငါကလည်းသူ့မျက်နှာလေးမြင်ကြတဲ့ကစားချင်စိတ်မရှိဘူးတဲ့ဘလူးပဲဒီခေတာမဟုတ်ဘူးငါစားခြင်းစိတ်မရှိဘူးတဲ့သူ့တနာတယ်တဲ့ဟောဘလူးမတနာသွားတော့ပုံနာလေးကြောပေါ်တင်ပြီးတော့သူ့နေရာခေါ်သွားရောကဲပုံနာနဲ့ဘလူးမအတူတကွပေါ့ဗျာအတူတကွပေါ့နေကြထိုင်ကြပုံနာမဟုတ်ပေါ့ဗျာကျွတ်တို့လို့ဆိုကြောက်ပါအာမျက်နှာမကန်နဲ့ဘာနာမကရဲနဲ့တော့ကြအချိန်မတန်လို့သူဒေါသဖြစ်အခမ်းမသိကြိုက်စားခြင်းစားမှာဒါပေမဲ့သူ့ရဲ့စက်နဲ့သူ့ကြတယ်ဘလူးမနဲ့ပုံနာအသင်ပြေလို့နေကြသို့တော်လည်းတရားနာပြိတ္တာဘလူးမကလေအဲ့ဒီပုံနာကိုဟောလှိုင်ငူကြီးတဲ့ထားပြီးတော့ကြောက်ဖြာကြီးပိတ်ထားခဲ့သူမရှိတော့ထွက်ပြေးမှဆိုလို့တဲ့ငါကလူသားစားတဲ့ဘလူးမတန်ရိုးစင်တော့တွေ့ကြမိပြီလေသို့ပါတော့လေတနေ့နေ့တစ်ချိန်ချင်းငါဒုက္ခပေးမှာပဲလို့ငါ့ကိုကြောက်လန့်ပြီးတော့ငါမရှိတော့ထွက်ပြေးမှဆိုရတယ်ကြောက်ဖြာကြီးပိတ်ထားခဲ့သူမရှိတော့သူမရှိတော့ပိတ်ထားပြီးတော့သူပိုင်ဆိုင်တဲ့မြေပြင်ပေါ်မှာရောက်လာသမျှလူတွေကိုအကုန်လိုက်ပြီးတော့လူပစိုးတွေလူပြီးသားလူတွေမှအဲ့ဒါလူတောင်မို့ပစိုးတွေလူအင်ကြီးတွေလူစီတွေလူဆန်တွေလူဘလို့အတွက်တုံးဆိုတော့သူ့အဟွာအတွက်ပုံနာအတွက်လူပြီးတော့တရားနာပြိတ္တရေဟောကြည့်အဲ့ဒါတွေသူ့လင်သားကိုပေးရောဒါဝိဒီအင်ကြီးဝိဒီပစိုးဝိရောတို့ကလူသားစားပြီမဲ့လို့မောင်ရဲ့မောင်ကတော့လူသားဖြစ်နေတော့ဆန်းတဲ့စီကိုစားတယ်ရောဒါဒီစားတနာစရာနော်ဘလူးမှလည်းပြိတ္တာတနာစရာပေါ့သူခင်ဗျာသူကလူသားစားပြီမဲ့လို့သူ့လင်သားအတွက်ဆန်းနေစီတွေအဝတ်ထည်တွေယူပြီးတော့ဒါတွေကိုကျွေးသည်သူသွားတော့ကြောက်ဖြာပိတ်သူပြန်လာတော့ကြောက်ဖြာဖွင့်ဒီလိုနေတော့လာခဲ့ရဘလူးမသည်သတ်တန်တွေခလို့ဟော6လလွယ်ပြီး10လကြာဖွာပါရောဗျာဒါကျမ်းဂန်နဲ့ပါတဲ့အတိုင်းနော်ဘလူးမလည်း6လ10လပဲလားဖေဟုတ်တယ်6လ10လပဲအဲ့ဒါကျမ်းဂန်ပါတဲ့အတိုင်းမယုံရင်ဗရကုသလမာနဝဇတ်မှာကိုယ့်ဘာကိုရှာကြည့်ကြ6လလွယ်10လကြာတော့ဖွာတဲ့မြို့ဖွာတော့သားယောက်ျားလေးဟဲဟန်ကြလိုက်ပါပြီဟောရဲ့ငါ့ကိုပြစ်မသွားပါနဲ့တော့ပုံနာကပြောတယ်အိုးမင်းကိုဘယ်တော့မှပြစ်သွားမယ်ပြောလို့တော့မဟုတ်ဘူးလေတဲ့လူသားနဲ့ဘလူးမဆိုတော့တနေ့နေ့တစ်ချိန်ချင်းကြတော့ငါဒုက္ခပေးမှာပဲဆိုပြီးတော့စိတ်လေးပြီးထွက်ပြေးမှာဆိုလို့ကြောက်ဖြာကြီးတောင်ပိတ်ထားခဲ့ရတာမဟုတ်လားမသွားပါဘူးကွယ်စိတ်ချပါတော့စိတ်ချပါဆိုပေမဲ့လို့ကျုပ်ရှိတုံးတာစိတ်ချတယ်ကျုပ်မရှိရင်တော့တော်တော်သားဖပိတ်ခဲရမှာဟောဒီကြောက်ဖြာတိုက်ပိတ်ပါမင်းစိတ်မချပိတ်ပေါ့ဒီလိုနဲ့ကြောက်ဖြာကြီးပိတ်ထားပြီးတော့ဘလူးမကရှာကျွေးအလုံးလုံးမစားရဘူးလူသားများအဆင်ပြေခြင်းတော့ဘလူးနဲ့တွေ့ပြိတ္တအဆင်ပြေခြင်းတော့ဗာနဲ့တွေ့တောင်ငူမြို့ကတကားတွေပြောရအောင်ခင်ဗျားတို့ရှာရဖွေရအလုံးလုံးရပင်မန်းတာအဲ့ဒါလို့ရှာကျွေးလောက်ကင်ကျွေးတဲ့ဘလူးမများလိုချင်ဘူးလားအာနာပါနာနဲ့မွေးရတာကြောက်ရှင်ကြောက်နေပါပါမကြောက်နဲ့ဘလူးကမျက်နှာသာအယုတ်ဆိုးတာမျက်နှာသာအယုတ်ဆိုးတာ
အစစအရာလူလိုလောက်ကန်ကျွေးတယ်ရှာကျွေးတယ်ဖွေကျွေးတယ်ဒါပြောတယ်ကြည်တရားနာပိဋကကြီးအဲ့ဒါလို့ရှာဖွေလောက်ကန်ကျွေးပြီးတော့လာခဲ့ရသားကလေးကအရွယ်ရောက်လာခဲ့ပြီအရွယ်ရောက်လာတော့ကလေးလေးကကြည်ပြီးတော့သူ့ဖွေမျက်နှာကြည့်လိုက်ဟာဖေးကလှသူ့မေမျက်နှာကြည့်မလေးကြောက်စာကြီးရှေ့တော့မေးလို့မကောင်းသေးဘူးဖေးကလှတယ်မေးရရုပ်ဆိုးတယ်အမေကြည့်ပြီးကြောက်နေတယ်မေးမယ်ရှေ့တော့မေးလို့မဖြစ်ဘူးအယုတ်ဆိုးတဲ့မေးကခံချင်မှာမဟုတ်ဘူးဟာသူ့ဖေးနဲ့နှစ်ယောက်ထဲနေကြဖေးတဲ့ဖေးကြတော့လှတယ်ဗျာတဲ့အမေကြတော့ဘာလို့အယုတ်ဆိုးတာဒုံးနဲ့မျက်နှာကြီးကလည်းဘူးတွေဒစ်နေတဲ့သွားကြီးကလည်းရှည်ကြီးပဲတဲ့မျက်လုံးကြီးကလည်းလင်းကွင်းကြီးလောက်တဲ့လက်ကွင်းကြီးလောက်ကြောက်စရာကြီးတဲ့ဖေးနဲ့မေဘာကြောင့်မတူကြတာတော့အော်သားကလည်းကွယ်ဘယ်တူမရုံးပါရဲ့အဖေကလူသားမေကဘလူဗျာလူလေးလန့်သလားလန့်တော့ပေါ့ဗျာဘလူဆိုရင်ကြုတ်ဒီနေရာမနေချင်တော့ဘူးအော်လူလေးရဲ့ဒီနေရာမနေချင်တော့ဒီလိုမပြောနဲ့လေမင်းအမေကမွေးတော့မင်းကအမေသားပဲကို့အမေဘလူပဲမကိုကလူပဲသားရဲ့ဘလူပဲဖြစ်စေလူပဲဖြစ်စေတရိစ္ဆာန်ဖြစ်စေဘယ်လိုပုဂ္ဂိုလ်သတ္တဝါပင်ဖြစ်စေကိုမွေးထားတဲ့သားသမီးကိုအမတန်ချစ်ကြပါတဲ့သားရဲ့တာကြောင့်သားရဲ့မင်းဒီလိုမပြောနဲ့နော်ဖေးတဲ့ဒီလိုမပြောနဲ့ဆိုပြီးကြုတ်တော့မနေချင်ဘူးဗျာတဲ့ကလေးလေးကအရွယ်ကလေးရလာတော့တရားနာပိဋကကြောက်ဖြာကြီးဖွင့်ပြီးသူ့အဖေပြင်မဲ့ထုတ်ထားသူ့ဖေပြင်မဲ့ထုတ်ထားသူ့မေကပြန်လာဟောဘောင်ကြီးဘာလို့ကွယ်ဘာလို့ပြင်မဲ့ထွက်နေတာတော့အိုးတဲ့ပြင်မဲ့ထွက်နေတာကြောက်ဖြာကြီးပွင့်လို့ထွက်တာလေဟင်ကြောက်ဖြာကြီးဘယ်သူလောက်ဖွင့်တော့မင်းသားဖွင့်ပေးတော့ပါကွယ်လာပြောင်းဝင်ကြောက်ဖြာကြီးဖွင့်ပြီးတော့လှိုင်ကူထဲပြန်ထက်ခီးထွက်တော့ပိတ်နောက်တစ်ခါသားလို့သူကဖွင့်ပြီးတော့ဖေပြင်မဲ့ထုတ်ထားပြန်ရောဒီလိုသူ့ဖေပြင်မဲ့ထုတ်ထားတာဖြစ်တော့သားကိုချစ်တဲ့ဘလူးမခမရသည်သားအပေါ်အမျက်ဒေါသလည်းပါမမထားဘာမှမငြင်းမဲချင်းငေါက်ချင်းမရှိမင်းသားဖွင့်တာဆိုတဲ့ကငြိမ့်သွားရှာသည်မိခင်များရဲ့မေတ္တာဟေးငါညီများနှမများအတူယူထားကြစမ်းပါကွယ်မင်းတို့ငါတို့ရဲ့အမေတွေလည်းဒီလိုပဲဟာဒီထဲအဖေလို့သူကဒုတ်ကြီးနဲ့ရိုက်မယ်လို့ရင်တော့ဒုတ်သေးသေးနဲ့လုံတော့ကလေးမတော်တဆရိုးဝနုံကျိုးသွားရင်ဒုက္ခအမေကဟဲ့မင်းတို့ငါတို့အမေတွေလည်းဒီလိုပဲဟာအဖေလို့သူရိုက်တော့လေအမေလို့သူကတားခဲ့သည်မိခင်ရဲ့မေတ္တာကွယ်ကြီးမားလွန်းလို့ကြည့်အခုမန်လည်းမမှန်ဘူးငေါက်လည်းမငေါက်ဘူးနောက်တော့တရားနာပိဋကသားလို့သူကဖေတဲ့ဘလူးမရှိတဲ့တော့မနေနဲ့ကျွတ်တို့လူသူပေါ်တဲ့နေရာပြေးကြပါစို့လို့သူ့အမေမရှိကြတဲ့ကြောက်ဖြာကိုဖွင့်ပြီးတော့တရားနာပိဋကကြီးဟောသူ့ဖေကိုထမ်းပြီးတော့တအားပြေးတော့ဘလူးမပြန်လာပြီဟောအေးလှိုင်းကူကြီးပွင့်နေပါဖြစ်လားလူကလေးဟဲ့တာကိုလည်းခေါ်လို့မရမောင်ရဲ့ဘဲကိုပြန်သွားကြလေတော့ဟာမလေးအေးစစ်စစ်စားနေရတာဟုတ်ပါလျက်ကနေဘာများအထူးဆန်းစားခြင်းလို့တော်တန်တောင်းတန်းနဲ့သွားပြီးတော့တစ်သီးများရှာဖွေလေသလားတိဥသိဖို့တွေများရှာဖွေလေသလားတာရဲ့လူလေးမောင်ရဲ့အမေခေါ်နေတာကြားရဲ့လားဟိုကပြေးရှိမကြတော့တရားနာပိဋကဟောအမေလို့သူကနောက်ကနေလိုက်ခြေရခံလိုက်တော့တွေ့မောင်ဘာလို့ထွက်ပြေးတာတော့အိုးမောင်ကပြေးတာမဟုတ်ပါဘူးကွယ်တဲ့မင်းသားခိုးပြေးတာတဲ့အိုးဒါကမောင်လိုက်လို့ဖြစ်တဲ့ကိစ္စပါတာလူလေးလာလေးတာရဲ့သွားကြစို့ဆိုပြီးတော့ပြန်ခေါ်သွားပြီးတော့လှိုင်ကူထဲထည့်ပြီးကြောက်ဖြာပေးနောက်တော့သားလို့သူကနည်းနည်းစဉ်းစားမဖြစ်ဘူးဒီတိုင်းတော့နောက်ကလိုက်လာမှာငါအမေရဲ့အာနာပြန့်နှံ့ရာအရက်ကိုငါပိုက်ချပြီးသိရင်လွတ်အောင်ပြေးနိုင်တယ်
မေးတာကောင်းနည်းနည်းမေ့လောက်တဲ့အချိန်ကြတော့အမေပကတ်လို့မမေရဲ့တဲ့ဟိုမမေတို့ကအသက်ကြီးပါတယ်တဲ့သားတို့ကအသက်ငယ်ပါတယ်တဲ့အကယ်၍များမမေတို့ကအရင်သေသွားရင်တဲ့မိဘပစ္စည်းကိုကြံရစ်တဲ့သားသမီးပန်ရိုးထုံးစံမှုအမေမှာဘာပစ္စည်းတွေရှိတော့ခမညာတဲ့ပရိယလေးနဲ့မေးလိုက်တော့လူလေးအမေမှာမင်းတို့လူသားတွေလို့တော့ရွှေတို့ငွေစားတွေမရှိဘူးဘောသားရဲ့ဒါပေမဲ့လို့အမေအပိုင်စားရတဲ့ဟောဒီမြေပြင်ကိုငါသားတတ်မှတ်ပြီးတော့ထားပြီးတော့အဲ့ဒါမိဘရဲ့အမွေနဲ့အမေသေးငါသားရမှာပေါ့ဒီနေရာကဒီနေရာထိအောင်ဒီနေရာကဟိုနေရာရောက်အောင်ဒါအမေပိုင်ဆိုင်တဲ့နေရာကွဲ့လို့တရားနာပိဋကအမေခမရကသားကိုချစ်တယ်သူ့ရည်ရွယ်ချက်တွေမသိရှာဘူးပေါ့သူသားရဲ့ရည်ရွယ်ချက်တွေကိုမသိတော့နေရာလေးတွေတတ်မှတ်ပြီးတော့ပြလိုက်အဲ့ဒီချိန်ခါမှာတရားနာပိဋကသားလို့သူကသိပြီးတဲ့အချိန်ကြတော့မှအမေအာနာပြန့်နှံ့ရသည်ဟောဒီဘက်ကြည့်လိုက်တော့ဒီဘက်မျက်နှာခမ်းဒီနေရာတွေသူပိုင်တယ်မြင့်ဟိုဘက်ရောက်ရင်သူမပိုင်ဘူးကဲအမေမရှိတဲ့အချိန်မှာအဖေကိုထမ်းပြီးလစ်အမေတော်တဲ့ထွက်သွားအမေထွက်သွားမှကြောက်ဖြာကြီးဖွင့်သူ့အဖေကိုထမ်းဖေပြေးကြစို့လားနဲ့သားကထမ်းပြီးတအားပြေးလိုက်တာတရားနာပိဋကကြီးမျက်စိရောက်မြစ်ကနေဟိုဘက်ဖြတ်ကူးပြီးတော့မြစ်ဟိုဘက်ကန်းစားအရောက်မှာလိုက်လာပြီအမေလို့သူပြေးသားကြီးအမေလို့သူလိုက်လာမလားလိုက်လာပါဗျာသားတော်မေကိုတနာဟပြန်ခဲ့ကြပါဦးလူကလေးအမေမဘာအပြစ်ရှိတော့သားရဲ့မောင်ရဲ့ပြန်ခဲ့ပါတော့မလေးအယုံဆိုးတယ်ဘလူးမရှိဖို့မချစ်ချင်ကြလို့ပြစ်သွားကြတာနဲ့တူပါရဲ့ပြန်ခဲ့ပါတော့နမရဲ့မင်းကိုမောင်ကြီးမချစ်လို့မဟုတ်ပါဘူးမင်းသားကလည်းလူမမဲခလေးဆိုတော့တယောက်တည်းသူ့သွားခြင်းညာပြေးသွားလို့ဘယ်မှာတော့ပါမတော့သားအလိုးလိုက်ပြီးတော့မောင်လိုက်ရပါလေကွယ်နှမရဲ့ဒါပေမဲ့လို့သားရဲ့မင်းကြောင့်မင်းအဖေကဒီလိုလိုက်ရတယ်ဆိုနေတာငါသားပြန်လာရင်မင်းအဖေပါမှာပါပဲလူကလေးမင်းအကြောင်းပြုတ်ပြီးတော့အမေတို့ချစ်ချင်းကိုသားလို့သူမခွင်ပါလေနဲ့ပြန်ခဲ့ပါတော့မင်းပြန်လာရင်မင်းအဖေပါမှာပဲမေခမရကဘလူကျွတ်တို့ကလူသားတော့ကျွတ်တို့နောက်ကိုမလိုက်လေနဲ့ပြောလိုက်တာကွယ်ရဆက်ဆက်ကြီးပြောရပါပဲရဲ့လူလေးမင်းကိုအမေကိုလလွယ်ပြီးတော့ဆဲလာဖွာလာခဲ့တဲ့အမေပါသားရဲ့အမေကိုကြောက်ချစ်တော့ချစ်တယ်ဗျာခင်ဗျားမြင်ကြီးကြောက်ကြရမကြည့်ချင်ဘူးလူလေးရဲ့အမေတို့ဘဝဇာတိကိုကဒီရုပ်တူရည်မှုပါသားရဲ့ဒီရုပ်တူရည်မှုပါသားရဲ့အမေကိုမျက်နှာကြီးမကြည့်ချင်တာနဲ့ငါသားဒီလိုပြစ်သွားရသလားမင်းတို့သားဖက်လျော်ဝရှိအမေသိရမှာပါသားရဲ့ပြန်ခဲ့ကြပါတော့သားတို့ရဲ့အမေဒုက္ခဖြစ်မဲ့မိခင်ကြီးမို့လို့ငါသားတို့အမေကိုပြစ်မထားခဲ့ပါနဲ့ငါသားတို့ပြန်ခဲ့ကြပါတော့မောင်ရဲ့ကိုသားလေးချောမပြီးတော့ပြောပါဦးပြန်ခဲ့ကြပါတော့ခက်တဲ့ကွယ်မင်းသနာလို့မောင်းပြန်ခြင်းတော့လက်သားလို့သူကလိုက်မှာမဟုတ်ဘူးဟမလေးတော်ပြန်ရင်လိုက်ပါပါတော့ပြောမေမေမလိုက်ဘူးဟဲရက်စလိုက်တာတာရဲ့ဆက်ဆက်ကြီးပြောရပါပဲရဲ့ငါသားကိုကိုလာလွယ်ဆဲလာဖွာပြီးတော့နှုတ်ချိုတိုက်ကျွေးပြီးအမေမွေးခဲ့တယ်လေမလေးခုတော့ပြေးလိုက်ကြတာလိုက်လေဝေးလေပါလားလိုက်လေဝေးလေပြေးကြတာတွေမမိနိုင်တော့ပဲသားတော်မြေကြီးချလို့လေအမေပဲလို့နေတယ်မလိုက်နိုင်ပါဘူးလိုက်လေဝေးလေပြေးကြတာတွေမမိနိုင်တော့ပဲပြန်နေခြင်းပဲအမေကိုတနာရင်နောက်ဖက်နှစ်ယောက်လုံးပြန်ခဲ့ပါလားမသွေထားကြတာတပောင်းမဲ့မလေးအသေးတွေကျွမ်းလို့လွမ်းမိုးတွေလဲဆွေကနေရော
ဒီတလုံးတော့မကြက်ဖဲနဲ့ရနော်အေးမစိုးဘူးဟဲ့ပြီးတော့ဗါတဲ့ဩပြန်လာလေအမေဆောင်လို့မျောနေဘလူးမကိုပြေးထားလို့ထွမသွားပါနဲ့လေအကြောင်းကံမကောင်းပြန်လှကလေးလင်းနဲ့သားကရှောင်ခွာပဲတကယ်ပင်တွေးလို့မအေးလို့လေအဆွေတခံပူနေပါရဲ့မေတန်တရားဝတ်နှောင်ရဲ့ဘယ်ခံရငြိမ်နိုင်မှာပြေးရှောင်ကပုံလို့တန်ရောစင်တွေတကယ်မယုံနိုင်မေသားတော်မင်းတို့တန်ရောစင်ကြီးကိုဘယ်လိုမှယုံပြီးတော့မဖြတ်နိုင်ပါဘူးသားရဲ့အမေသားကြီးကွဲတော့မှာပဲသားရဲ့ဘလူမကြီးဆိုပြီးတော့ငါသားမုံသွားပြီထမရဲ့မမုံမနဲ့သားရဲ့မင်းတို့သားဖားကိုအမေကိုယ်တိုင်ရှားပြီးတော့ကြွေးခဲ့တယ်ဟမ်မလေးဟောဒီတောင်းပြင်းလွတ်တဲ့ခွေးမကြီးလို့အမေကိုထားခဲ့ကြတော့မှလားသားရဲ့မထားခဲ့ပါနဲ့သားရဲ့လို့မင်းအမေငါအသေးမှာကိုင်ဆွဲကလည်းပြည်တယ်မောင်ရဲ့ပြန်လှဲ့ကမလာတော့ရင်ဖြင့်မင်းကိုလေအမေလေးပညာပေးလိုက်မလေပြိဿကြီးဘာပေးမှာလဲတော့ပညာပေးမှာပါဗျာပညာပေးမယ်သားရဲ့အမေကိုမသနာဆုံးကသားတို့သွားကြပါတော့ဒါပေမဲ့လို့လူမမဲသားလေးပညာမရှိလို့ရှိရင်ငါသားကြီးလူဘဝအဆင်တန်းနှိမ့်ပြီးတော့စောက်နေအတွက်အခက်ကြုံလိမ့်မယ်သားရဲ့ငါသားကိုအမေပညာပေးလိုက်မယ်ဟောဒီစိတ်နာမဏိမန္တန်ကိုငါသားကြီးယူသွားပါတော့သားရဲ့မြစ်တစ်ဖက်ကားနေပြီးတော့အမေသင်တဲ့ပညာကိုငါသားကြီးရအောင်ယူသွားပါတော့အမေပေးလိုက်မကွယ်လို့သမုံရွှေသွေးအမေသင်ပေးလိုက်မလေတရနဲ့တူနဲ့တက်အမဒီတိုင်းသွားမှာကိုဗျဟောပါတာပြောပါတယ်သမုံရွှေသွေးအမေသင်ပေးလိုက်မလေမောင်မချစ်ပေမဲ့အမေရဲ့မေတ္တာရဲ့ကြီးမားပါပဲကြီးမားပါပဲသားရဲ့မင်းမချစ်ပေမဲ့လို့အမေမေတ္တာကြီးမားလို့ပညာသင်ပေးလိုက်မယ်သားရဲ့ငါသားကြီးမုန်းပေမဲ့အမေမမုန်းပါဘူးမင်းအဖေအမေကိုချစ်ပေမဲ့လို့မင်းကကပ်ပြီးဇိုထန်းခေါ်နေလို့အားကလေးမြစ်ကိုကူးပြီးတော့ဟောဒီပဲလောက်မပြန်လာတော့ဘူးတဲ့သားရဲ့ငါသားတို့မရှိရလဲအမေသက်ရှိမှမဟုတ်ပါဘူးဟောဒီပဲလူမကြီးရင်ကွဲပြီးတော့သေရမှာပါသားရဲ့နားထောင်သားရဲ့အမေသင်ပေးလိုက်မကွယ်သမုံရွှေသွေးအမေသင်ပေးလိုက်မလေမောင်မချစ်ပေမဲ့အမေရဲ့မေတ္တာရဲ့ကြီးမားပါပဲကြီးမားပါပဲ12နှစ်အထက်ကခိုးသူချေရာငါတွေရှာလို့တွေ့နိုင်မယ်ပစ္စည်းဥစ္စာအမှန်မကွာရတော့မလေးအာရဲ့12နှစ်အထက်ကပျောက်ဆုံးတဲ့တခိုးထားတဲ့ပစ္စည်းတွေကိုငါသားကြီးခြေရခံလိုက်နိုင်တဲ့ပညာအမေသင်ပေးလိုက်မယ်ယူသွားတော့သားရဲ့ဆိုတော့သားလို့သူကဒူးလေးထောက်လက်အုပ်ကလေးချီမမေဟုတ်ကဲ့ချင်းတော်ကိုသင်ပေးပါမမေရဲ့မမေဘလူးနဲ့လူသားအတူနေဖို့ကျုပ်လေညာတိုင်းအိမ်မပြောဘူးမေရဲ့အမေကိုချစ်တော့ချစ်တယ်ဒါပေမဲ့ကျုပ်ကြောက်တယ်အမေရဲ့ဒါကြောင့်ကျုပ်မနေခြင်းဘူးအမေထံကပညာကိုပေးမယ်ဆိုရင်တာရိုးသေးကတော့ပြီးတော့နာယူပါမယ်အမေလို့သူကနေပြီးတော့စိန်နာမဏိမန္တန်လေးပေးလို့ဒီမန္တန်လေးယူသွားပြီးတော့လေမန္တန်လေးဆိုတော့လေခမည်းတော်ကခြေရာကိုသိနိုင်တဲ့မန္တန်လိုခြင်းမှာပဲလိုခြင်းပေမဲ့လည်းကြမ်းကန်တဲ့ကမန္တန်လို့သာပါတယ်အဲ့ဒီမန္တန်ကဘာမှမပါတော့ခမည်းတော်လည်းပြောပြလို့မဖြစ်ဘူးပြောပြလို့မဖြစ်ယုံတယ်မကဘူးကြမ်းကန်တဲ့မြအဲ့ဒီမန္တန်ပိုင်ကျုပ်ကအရင်ယူမှာဟုတ်တယ်စိန်နာမဏိမန္တန်နဲ့ဗျခြေရာကိုမြင်နိုင်တဲ့မန္တန်ပဲပေးလိုက်
အဲ့ဒါလို့ပေးလိုက်တော့တလို့သူခမကဒူးလေးထောက်လက်အုပ်ကလေးချီလို့မေမေကျုပ်မှတ်ပါတယ်ခမကျုပ်ယူသွားမဲ့ခမနဲ့ဒူးကလေးထောက်လက်အုပ်ချီပြီးတော့ပညာကိုအရသင်လိုက်တော့ပညာလဲတတ်ရောမှတ်မိဗလားကွဟုတ်ကဲ့မေမေကျွန်တော်မှတ်မိပြီခမမှတ်မိလို့ရှိရင်သွားကြပါတော့အမေကိုပြစ်ထားခဲ့ကြပါတော့ဟောဒီဘလူးမကြီးလူသားနဲ့မတူကြဘူးရဲ့လို့အယုတ်ဆိုးတဲ့အမေကိုငါသားမကြည့်ခြင်းဘူးအဘလေးခုတော်မွေးကျေးဇူးတွေငါသားကြီးမဆက်လို့ပြစ်သွားပေမဲ့လို့မင်းကိုအမေချစ်လျက်ပါသားရဲ့သွားကြတော့ငါသားတို့သွားရင်အမေနေရတော့ပါဘူးရဲ့လို့ရှင်းပဝေအချိန်မလားသေရမဲ့မှာအမေကတော့သေရမှာပါပဲမလေးနှစ်ယောက်စလုံးမရှိရင်ဟောဒီအသက်ကြီးကိုရတော့မှာပါသားရဲ့ရှင်းပဝေအချိန်မလားသေရမဲ့မှာအချိန်မကြတဲ့ဘလူခန္ဓာမှာအချိန်မကြတဲ့ဘလူခန္ဓာမှာအထူးဆရာသေးပဲသားရဲ့အမေဆရာကတော့သေဖို့ရပဲရှိပါတယ်သားရဲ့ဒီဘဝငါသားတို့ယခုလိုမုန်းကြတဲ့ဝတ္တရားတွေဒီဘဝမှာဆုံးမစေတော့လို့အမေဆူတောင်းမယ်သားရဲ့အချိန်မကြာတဲ့ဘလူခန္ဓာမှာအချိန်မကြာတဲ့ဘလူခန္ဓာမှာအထူးဆရာသေးပဲဒီဘဝဝတ်သုံးများဟာအမေခံစားရတဲ့ဝတ္တရားတွေဒီဘဝနောက်ဆုံးဖြစ်ပါစေတော့ဒီဘဝဝတ်သုံးများဟာဒီဘဝဝတ်သုံးများဟာလူဆုံးစေရဆူတောင်းပါရဲ့လေသေပြီဘလူးမရင်ကွဲသေးတာပြည်သားကြီးဘယ်လိုဖြစ်သေးတာတော့ရင်ကွဲသေးတာဆိုလို့နှစ်ချမ်းကြီးကွဲသွားတာမဟုတ်ဘူးအသေးနှလုံးလေးဖယိုဖယဲကိုယ်ကာယဖြစ်ပြီးတော့သေသွားရှာတာဟောဖေတာမမေလဲသွားပြီဗျမမေလဲသွားပြီဖေရဲ့လဲမှာပေါ့ကွာမင်းကအမေမတနာတဲ့ကောင်ကိုဖေရဲ့မတနာလို့မဟုတ်ဘူး तू ကဘလူးမခမကျွတ်တို့ကလူသားဘာဖြစ်တုံးကွဲဘလူးမနဲ့လူသားအတူနေကြလို့မင်းတယောက်တောင်ရလာပြီပဲအမလေးသံရောစင်းသမှုရဘလူးဖြစ်ဖြစ်လူဖြစ်ဖြစ်ရှိကြတာသိပါလျက်ကနေသားရဲ့ခုတော့မင်းအကြောင်းပြုပြီးမင်းအမေလဲသွားပြီကွယ်သေပွဲမဝင်လို့အသက်ရှင်ရင်မင်းအမေစိတ်ချမ်းသာအောင်အရင်နေရပြန်လိုက်ရအောင်နော်ဟုတ်ကဲ့ဖေမေဖေတဲ့ပညာတွေလည်းကြုတ်တက်ပြီးအမေကိုလည်းတနာတယ်သွားကြည့်ကြပါစို့အနန္တရောက်ဟောမမေမလေးခေါ်လို့မရတော့ဘူးအမေတားခေါ်နေထူပါအောင်တော့လားအမလေးဖေအမေမရှိတော့ဘူးထင်ရဲ့နှမအိုးရုပ်ဆိုးတယ်ဘလို့မကြီးရဲ့အမလေးရုပ်ဆိုးပေမဲ့လို့မင်းပေါ်ငါတန်ရောစင်ကျုပ်ဘယ်လိုလုပ်ပြီးတော့ဖြတ်ရပါမတော့နှမလေးတဏှာလေးချင်းမင်းသားလေးခေါ်နေတဲ့ထူပါအောင်တော့လားသားလို့သူခမကလည်းအမေမျက်နှာနာပါကလေးအလို့မမေသားကိုခွင့်လွှတ်လိုက်ပါတော့သားအပြစ်တွေကိုဝှချပြီးတော့ကတော့ရပါတယ်ခင်ဗျာဖေအမေကိုမိသိညိုပြီးတော့ကျွတ်တို့လွတ်ရကိုသွားကြပါစို့သားဖေတို့အရင်နေတဲ့နေရာမင်းအမေကိုတရိယာလွမ်းဆွတ်တဲ့အနေနဲ့လူသူပေါ်တဲ့နေရာမသွားပါနဲ့တော့ကွာဒီမှာပဲနေကြပါစို့နေခြင်းဘူးကျွန်တော်အမေကိုမတနာလို့မဟုတ်ဘူးအမေကျွန်တော်အပေါ်တနာတယ်အမေကျွန်တော်ပေါ်ချစ်တယ်အမေကျွန်တော်ပေါ်မေတ္တာရှိလို့ဒီပညာတွေသင်ပေးလိုက်ပြီခုတော့လေဒီပညာတွေတက်ခါမှာအမေရဲ့ချစ်ချင်းမေတ္တာတွေကြုံနားလေလာလို့
မေမေနေတဲ့လိုင်းကိုပြန်ရရင်ဖြင့်အမေတတိရတာနဲ့ကျုပ်စားမဝင်အိမ်မကျုပ်စားမဝင်အိမ်မပြောအမေအပေါ်လွမ်းတဲ့စိတ်တွေနဲ့ကျုပ်သေးမှာပဲဒါကြောင့်ဖေလူသူနေတဲ့လူတော်တွေကိုသွားကြပါစို့ကြိုက်ွယ်စိတ်ပြေလက်ပြောက်ကြိုက်သွားကြစို့ဘလူမကြီးနေရခဲ့ပြီတော့ဆုံးပြီမဘူးနမရဲ့နေရခဲ့ပြီလို့အတ္တမုခိဘလူမကြီးရဲ့ဒုသအဖသွားပြီလို့ဟောသားဖနှစ်ယောက်ထွက်လာခဲ့ရွှေနန်းတော်ရောက်တော့နန်းတော်ဝကရက်ခြေရာကိုလိမ်မာတဲ့သူငယ်တယောက်ရောက်နေတယ်လို့ဘယင်တော်ဥတင်ပေးကြပါဘယင်ကလှမ်းခေါ်တယ်အဲ့ဒီတငယ်ခေါ်ခဲ့ဟေးအမောင်ဗျာမင်းပါပညာတတ်ဘုရားကျင့်တော်မျိုးကြီး12နှစ်ထက်ကခိုးသွားတဲ့ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေကိုခြေရာခံပြီးတော့ရအောင်လိုက်နိုင်တဲ့ဖမ်းနိုင်တဲ့တခိုးကိုရှာနိုင်တဲ့ပညာရှိပါဗျာခြေရာလိမ့်ပါပါဗျာအေးဒါပြင်ငါထမင်းခံစားတော့မှတ်လားပါဗျာဘုရားကျင့်တော်မျိုးကြီးဒီတန်မြညာနဲ့မခံစားနိုင်ပါဗျာတနေ့ကိုငွေ1000ပေးမှခံစားနိုင်မှာပါဗျာပြေးတာတနေ့ဘယ်လောက်တဲ့ပါဗျာတနေ့1000နဲ့မှခံစားနိုင်မယ်ဆိုတော့ရှင်မယံကအေးကောင်းပြီမင်းတနေ့1000ပေးမယ်ခံစားပြီတော့လို့ရွှေနန်းတော်ခေါ်ထားလိုက်ပရောဟိတ်ပုံနာကြီးအကြံတစ်ခုဖြစ်လာဘယ်နဲ့တော့ဘယင်မင်းတရားကြီးပရောဟိတ်ပုံနာကြီးပါတော်ဥတင်ရင်မှန်လားပါဗျာဒီတငယ်တနေ့1000ပေးရတာမနှဲဘူးဗျာမနှဲနဲ့အဲ့ဒါမင်းလို့လားမင်းကသူ့လိုပညာတတ်လို့ခြေရာကိုကြည့်ပြီးတော့12နှစ်ထက်ကပစ္စည်းတွေကိုရအောင်ယူနိုင်နေကွာမှန်လားပါကိုတော်ကြီးသူခြေရာခံပြီးတော့ယူပေးတဲ့ပစ္စည်းဘာတစ်ခုတပြားသားရသေးလို့တို့ဟာမရသေးဘူးခိုင်းမခိုင်းသေးပဲနဲ့အဲ့ဒါလက်တွေ့စမ်းရမယ်ကိုတော်ကြီးအေးနေအောင်ကွလက်တွေ့စမ်းတာထားတော့ဒီကိစ္စတဘာသောပစ္စည်းမစမ်းနဲ့ကွာပရောဟိတ်ပုံနာဖေရမင်းနဲ့ငါနဲ့နှစ်ယောက်သေးသိပါစေရွှေနန်းတော်ယရနာဓိုက်ကပစ္စည်းတွေကိုမင်းနဲ့ငါနဲ့ကိုယ်တိုင်ခုံးရှင်မရင်သူပစ္စည်းသူခိုးလို့တဲ့ခြေရာနဲ့တခိုးရှာခိုင်းနေတယ်လားမင်းနဲ့ငါနဲ့နှစ်ယောက်သေးသွားခိုးပြီးတော့လေ तू မသိအောင်တနည်းတဖုံအဖြစ်ကွာခြေရာခံနိုင်တာမြေကြီးပေါ်သာခံနိုင်တော့မပေါ်ကွာကောင်းဝင်ခြေရာ तू ပဲနဲ့လို့ခံမှာတော့လားဘာကြစို့ဘယင်နဲ့ပရောဟိတ်တိုင်ပင်ပြီးတော့ယရနာတိုက်ကယရနာတွေထုတ်ပြီးတရားနာပိသပြတ်တတ်တဲ့အပြတ်တတ်ကနေပြီးတော့တရားနာပိသရေမင်းအိမ်တကားလှေကားနဲ့ထောင်ပြီးပြန်ဆင်းလှေကားနဲ့ထောင်ပြီးမင်းအိမ်တကားဘောက်တခါနဲ့3-4ပေါင်ပတ်နောက်လှေကားပြန်ထောင်ပြီးတော့တရားနာပိသဒရိုက်ထက်တက်ပြီးတော့အပြင်ဘက်ဆင်းပြီးတော့တရားစီရင်နဲ့တင်းကုတ်သွားတရားစီရင်နဲ့တင်းကုတ်ကနေလှေကားထောင်ပြီးတော့နန်းတွင်ရောက်နန်းတွင်ကနေရေကန်သွားရေကန်3-4ပါပတ်ရေကန်အတွင်းမှာဆင်းပြီးတော့တရားနာပိသလှေကားတွေနဲ့ထောင်တဲဆင်းဝင်လှက်ပတ်ထောင်တဲဆင်းဝင်လှက်ပတ်ပြီးတော့ရေကန်တဲ့မသိအောင်ဆိုပြီးတော့ပစ္စည်းတွေဖုံးထားကြထားပြီးတော့ယရနာရဲကလူတွေဘယင်ကအသိမှပေးထားတော့မှန်လားပါဗျာယရနာတိုက်သခိုးဖောက်ကြောင်းပါဗျာမင်းကြီးများဗျာယရနာတိုက်သခိုးဖောက်တဲ့ကွမှန်လားဗျာဒီသခိုးရောက်ရှာဖို့အရေးကြီးနေပါပြီဗျာမပူနဲ့ငါခစားနေတယ်တနေ့အသဗျာ1000စားလုပ်နေတဲ့ဗရကုတလမန္နဝဆိုတာရှိတယ်ရှေ့တော်သွေးစီရောက်ရောဗရကုတလရှေ့တော်ရောက်မှန်လားပါဗျာရှေ့တော်ရောက်ကြောင်းပါဗျာဗ
ပရကုသလမနဝဗျာရှေ့တော်ရောက်ပါဗျာအေးရှေ့တော်ရောက်တော့အမိန်တော်မှတ်မယ်ကွမင်းသိအောင်ငါဘယင်ဤယရနာတိုက်ထဲမှာများစွာသောယရနာတွေကိုသခိုးခိုးပြီးတော့ဘယ်မှာထွက်သွားတယ်ဆိုတာမသိဘယ်မှာလိုက်ရှာရမယ်ဆိုတာမသိလို့12နှစ်ထက်ကခိုးရပါပစ္စည်းတွေကိုခြေရာခံပြီးဖမ်းနိုင်တယ်ဆိုတဲ့မင်းအလှဲ့ကြလာပြီဘယ်လိုလုပ်မလဲမလားပါဗျာဘုရားကျွန်တော်မျိုးကြီးတာဝန်ရှိပါသည်ဗျာတို့ပါတော့လေဘယင်ပဲ့ဆိုင်တဲ့ယရနာတိုက်ထဲကပစ္စည်းတွေကိုခိုးခြင်းသည်အဆောင်အကျက်တည်ပြန်မထားလို့လားဗျာထားရဖို့ခွဲဆောင်ကြတယ်ဆိုတာနေရောညရောတော့မအိပ်ဖဲပဲနေနိုင်မှာမလို့သူတို့အိတ်တုံးအလစ်ခိုးသွားတာနဲ့အတူပါရဲ့မလားပါဗျာမလားပါဗျာကျွန်တော်မျိုးကြီးတာဝန်ထားတော်မူပါဗျာထားတော်မူပါဆိုပြီးတော့ရှောက်ကြည့်လိုက်ခြေရာခံပြီးရှောက်လိုက်ဟာပြတ်တက်ကနေဆင်းမင်းအိမ်တကားမင်းအိမ်တကားကိုသုံးပေါက်လောက်သွားသုံးပေါက်သွားပြီးတော့လှေကားထောင်ပြီးတော့တဲတတိုင်းအထက်ရောက်တတိုင်းအထက်ကနေအပြင်ဘက်ထွက်နောက်တရားစီရင်နဲ့တင်းခုတ်သွားကြည့်လှေကားထောင်နန်းတွင်ရောက်ရေကန်ဆင်းရေကန်သုံးငါပါလက်စတတ်တော့ရေကန်နဲ့ထားပြီးဒီပြတ်သက်ပြန်တဲ့သွားတာပါလားပြီးရောပြည်သားမြေကြီးပေါ်ကခြေရတယ်မဟုတ်ဘူးကောင်းငင်ကခြေရပါခံနိုင်တာအဲ့ဒီလိုလဲသိရောဒီပစ္စည်းခိုးခြင်းသည်ရွှေနန်းတော်အပြင်ဘက်ကလာမခိုးရွှေနန်းတော်တွင်မှဘယင်မင်းတရနဲ့ပရောဟိတ်ပုံနာရဲ့ခြေရာတွေပါလားပြီးပင်ပညာတော်လဲကလေးကအလေးသို့သမင်းခါယောက်ျားကန္နာသပင်ဟောရှေ့တော့ကသူတော်ကောင်းတွေဆိုစဉ်စကားရှိကြဒီကိစ္စဘယင်မင်းတရနဲ့ပုံနာလို့ဗျငါကသွားပြီးသူတော်ဥတင်လိုက်ပါကငါငွေ1000ပေးလို့ငါအားကိုးရဖြစ်သောဘယင်သည်ငါအားဘေးဖြစ်အောင်ဒုက္ခပေးတော့မှာပါလားကယောသူတော်လည်းတော်ဥတင်မှာဖြစ်မလားပါဗျာမလားပါဗျာဟဲ့ပရကုသလမနဝဗျာဘယ်လိုလဲဟဲ့ပစ္စည်းသခိုးတွေတွေ့ရယရနာတွေခိုးသွားတာတွေ့ရလားကွမလားပါဗျာယရနာတွေတွေ့ကြောင်းပါဗျာဘယ်ကတွေ့တော့ဟဲ့ယရနာတွေရေခံတွေကတွေ့ပါဗျာဟဲ့ပရကုသလပစ္စည်းတွေကိုတွေ့ချင်းကိစ္စမင်းရေခံကိုတည်သလားမဟုတ်ပါဗျာခြေရာတွေကအဆင်းအတက်တွေနဲ့အလွန်များများလှပါဗျာဟဲ့ဘယ်လိုများရလဲကွမလားပါဗျာဟောဒီရွှေနန်းတော်ပြတ်သက်ကနေပြီးတော့မင်းအိမ်တကားကိုသုံးငါဆင်းပါဗျာသုံးငါဆင်းလေကားထောင်ပြီးတော့တရရဲ့ပြင်ဘက်သူထွက်ပါဗျာတရရဲ့ပြင်ဘက်ကနေပြီးတရားစီရင်တဲ့တင်းကုတ်တရားစီရင်တဲ့တင်းကုတ်ကနေပြီးတော့လေကားထောင်တဲ့ပြီးတော့နန်းတွင်းရောက်နန်းတွင်းကနေရေကန်သုံးငါပရေကန်တွင်းထားပြီးတော့မှမှန်လာပါဗျာသူတို့ရဲ့ခြေရာကဟောဒီပြတ်သက်သူပဲပြန်ရောက်ပါဗျာပစ္စည်းတွေဒီမှာရှူစားတော်မူပါဗျာဟေးပဒကုသလပစ္စည်းတော့ရပြီကွာတခိုးလို့ချင်းမလားပါဗျာပျောက်ဆုံးတဲ့ယရနာတွေရရင်ဖြင့်တခိုးပြီးဘယင်မင်းတရာကြီးအပြန်ရလို့ဘာအကျိုးရှိမှလဲဗျာဟေးအကျိုးရှိမရှိကွာအဲ့ဒီတခိုးငါသိချင်းမလားပါဗျာမသိချင်းမှလည်းတခိုးမရလို့အကျိုးမရှိတာကိုဘုရားကျွန်တော်မျိုးကြီးသရောဥတင်ပါမယ်ဗျာယေနာသိမ့်သံတိဒုက္ခိတံယေနာသိမ့်သံတိအတုရာအစရှိတဲ့ဂါထာလေးရွတ်ပြီးတော့မှန်လားပါဗျာလောကရှိနေကြတော့တတ္တဝါတွေမှာထမင်းအသက်9ရက်ရေအသက်1ရက်ဆိုခြင်းအပြင်ရေသည်အားကိုးရလူတွေမှာဖြစ်ကြပါတော့လေပါတလိညီသောစောင်းသမားသည်စောင်းကိုလေပင်မှာချီ၍မရနဲ့တကွရေထဲသို့ဆင်းပြီးကူးကြသောအခါစောင်းပေါက်ထဲကရေဝင်၍
လူတွေရဲ့အကိုရာဖြစ်သောရေသည်လူတွေရဲ့သေဆုံးရာဘေးဖြစ်ခဲ့ပါတော့သည်ဗျာဒီဥရာတုံဆောင်းတာကိုသိသဖြင့်တခိုးကိုအသင်မင်းကြီးသိတော်မူပါလောသိတော်မူပါလောပိဿကြီးနားထောင်နော်နားထောင်တော့သူပြောတဲ့ဥရာယုံလေးတွေပုံဝတ္ထုလေးတွေရေဒီလူတွေရဲ့အကိုရာဖြစ်တဲ့ကဲ့သို့တဲ့အကိုရာဖြစ်တယ်လို့ပဲလူတွေရဲ့ဘေးဖြစ်ပြီးတော့ရေကြောင့်လဲလူတွေသေဆုံးခဲ့ပါတယ်ဗျာတဲ့သူဆိုနေတာကတိုင်းပြည်အုပ်ချုပ်သောဘုရင်ဒီလူတွေရဲ့အကိုရာဖြစ်တော်လဲထိုတိုင်းပြည်အုပ်ချုပ်သောဘုရင်ကြောင့်လဲလူတွေမှာဒုက္ခဖြစ်တတ်ပါတယ်တခိုးမပြခြင်းဘူးလို့ဆိုတာဗျိတ္တကြီးဟဲ့မင်းပြောတဲ့စကားတွေငါသဘောမပေါက်နားမလဲဘူးတခိုးရရအောင်ဖမ်းပေးမှန်လားပါဗျာထပ်ပြီးတော့တော်ဦးတင်မယထာဝိဇာနိရုဟန္တိတတ္တာပဋ္ဌယတိဋ္ဌိတာမှန်လားပါတော်ဦးတင်မမယ်ဗျာတဲ့ဘုရားကျွန်တော်မျိုးကြီးသည်တော်ဦးတင်မဲ့ကိစ္စဘယင်ဒီပညာညာနဲ့ဆင်ခြင်ရင်သိပါလိမ့်မယ်ဗျာဟဲ့ပြောစားမြေကြီးသည်လူတွေရဲ့ယတ္တိယပါဗျာဟဲ့ယတ္တိယဘောကွယ်မြေကြီးမရှိလူတွေပဲနေဖြစ်လိမ့်လူတွေပဲနေဖြစ်လိမ့်မလဲမှန်လားပါဗျာမြေကြီးသည်လူတွေရဲ့အာကိုးရယတ္တိယဖြစ်ပါဗျာအိုဒိန်သည်တယောက်သည်မြေကြီးကိုမြေညက်နဲ့နဲပြီးတော့အိုးလို့ဖုတ်၍ရောက်မြေကြီးထဲမှာတွင်းတူပြီးတော့သူ့အလိုရှိတဲ့မြေနဲ့အလုပ်လုပ်ခဲ့ပါဗျာမြေကြီးသည်သူ့အာကိုးရအသက်မွေးကြောင်းဖြစ်ခဲ့ပါဗျာသို့ပါတော့လေသူတူးထားတဲ့လှိုင်တွင်းထဲသို့ဝင်နေကြမိုးကြီးသီးထန်စွာရွာသဖြင့်၎င်းတွင်းကြီးတဲ့သို့ရေတွေကျပြီးမြေပြိုပိလို့သူအာကိုရဖြစ်သောမြေသည်သူရဲ့အသက်သေးစရာဘေးဖြစ်ရပါတော့သည်ဗျာတို့ဖြစ်သည့်အတွက်ဒီသခိုးကိုလည်းပဲအရှင်မင်းကြီးဒီစကားကြားရင်သီနာလဲတော်မူပါတော့ဗျာဟေးမသိဘူးကွာအနာမလဲဘူးသခိုးတော်မင်းငါတွေ့အောင်ရှာပေးမှန်လားပါဗျာတခိုးနဲ့ဘာအကျိုးရှိမှလဲဗျအကျိုးရှိမရှိကွာငါတခိုးမိရင်ဟဲ့ငါတခိုးမိတဲ့ကျင်နဲ့ပြငါ့ကိုတခိုးမှန်လားပါဗျာရှေ့ဆက်ပြီးတော့ရွှေသားဆင်တော်မူပါဗျာယေနာဗတ္တနိပိစန္တိတိတံယေနဝိဟညတိမှန်လားပါဗျာမိသည်လူတွေရဲ့အာကိုရာဖြစ်ပါဗျာသမင်းချစ်သောခါမီးနဲ့ဟင်းချစ်သောခါမီးနဲ့အချမ်းအေးကိုဖြောက်သောခါမီးထဲလှုံမိသည်လူတွေရဲ့အာကိုရာပင်ဖြစ်ပါတော့လေမှန်လားပါဗျာတဲ့အိမ်တအိမ်ကိုမီးလောင်သောခါမိအထုပ်ပစ္စည်းကျန်းနေတာကိုသွားယူတော့အဲ့ဒီမီးလောင်၍သေဘေးသို့ရောက်ခင်ရပါဗျာမိသည်လူတွေရဲ့အာကိုရာပင်ဖြစ်တော်လဲတနေ့ကြတော့ဒီမိသည်ဘေးဖြစ်ပြီးတော့သေစရာအကြောင်းတစ်ခုရလာပါသည်ဗျာအသင်မင်းသည်ဒီတကားကိုတခါတည်းတော်ဥတင်သောအဖင်သိနာလေတော်မူပါဗျာဟေးမသိဘူးကွာတခေါ်တာငါမိရလိုချင်တယ်ဘယင်နဲ့ပုံနာလက်ညှိုးထိုးမပြရဲ့လို့တခိုးဟာဘယင်မင်းတရာကြီးနဲ့ဟောဒီပုံနာကြီးပါလို့ပြောမကောင်းလို့ဥရာယုံလေးတွေဆောင်းဆောင်ပြငါတခိုးတာလိုချင်တယ်ကွာမင်းကြီးပစ္စည်းရရင်တော်ရောပေါ်တခိုးပါအကျိုးရှိမှလဲရှိမရှိငါလိုချင်တယ်မှန်လားပါဗျာသရုပ်တင်ပါမယ်ဗျာယေနဗတ္တေနယပင်တိပုထုဗျမနခတ္တိယမှန်လားပါဗျာတဲ့လူတွေစအပ်သောထမင်းသည်လူသားတွေမှာပုထုစဉ်မှန်သမျှပုံနာတွေမင်းမျိုးတွေသူကျွဲတွေတထေတွေတတောင်းစားတွေဘယ်လိုပင်ထမင်းသည်တပ်ပေတ္တအာဟာရထီတိကလူတွေအသက်ရှိအောင်ပြုတ်နိုင်တော်လဲတနေ့ကြတော့ထမင်းအစားလွန်၍ဘေးဖြစ်ပြီးတော့သေတာရှိပါဗျာထမင်းဒီလူတွေအသက်ရှင်ရဖြစ်တော့လဲထမင်းညောင်လူတွေသေကြဘူးပါဗျာအသင်မင်းကြီးဘုရားကျွန်တော်မျိုးကြီးပြောတော့ဥပမာကိုဆောင်ပြတာပညာဉာဏ်နဲ့ကြည်ပါကသိနိုင်ပါတယ်ဗျာဟေးတည်ဘူးကွာတခေါ်လာလို့ခြင်းတယ်အတော်ခက်နေပြီပြိဿကြီးအဲ့ဒီတော့မှဟိုကဂိမာနပြ
စ္စည်းမေမသေးဝါဒမိဆန္ဒီပြန်ပြောမှန်လားပါဗျာတဲ့ဆောင်းအကုံຫນွေအကူမှာဆောင်းအကုံຫນွေအကူပြေးတာဆောင်းပြီးຫນွေဟုတ်ရဲ့ဆောင်းအကုံຫນွေအကူမှာမိမိတို့လိုအပ်တဲ့လေကိုအလိုရှိကြတော့လေထိုလေဖြတ်၍လေလူသားတွေသိတတ်ပါဗျာပြေးတာကြီးလေဖြတ်ရင်လူတွေမသိဘူးလားသိပါတယ်ဗျာဒါကြောင့်လေတွေလူတွေရဲ့အာကိုရပဲဖြစ်တော့လေတနေ့ကျတော့ဒီလေးကြောင့်ပဲသိခဲ့ပါတော့ဗျာဒီဥပမာဆောင်ပြတော့သိတော်မူပါဗျာမသိဘူးကွာခေါ်ဖောက်ပြီလို့ပြောနေမယ်တဲ့မပြောခြင်းလို့မှန်လားပါဗျာထပ်ပြီးတော့သတော်ဦးတင်မထပ်ပြီးတော့သတော်ဦးတင်မမယ်ဗျာလို့ပြန်ပြီးတော့သတော်ဦးတင်ယနိတိတာဇဂရီရုခသွားရအကိံပမုတ်စတိမှန်လားပါဗျာတဲ့တစ်ပင်ကိုမှီ၍အသီးအပွင့်အရသာရှိတာတွေကိုစားပြီးတော့တစ်ပင်ဒီလူတွေအတွက်လည်းတန်ဖိုးရှိ၎င်းနောက်တစ်ပင်ပေါ်မှာနေသောတစ်တပင်ကောင်းတော့ငှက်တောင်းခိုဆိုတဲ့စကားကဲ့သို့တစ်ပင်ဒီသူတို့ရဲ့အကိုရပင်ဖြစ်ကြတော့လေတစ်ခိုင်းခြင်းຫນွေအခါမှာပုတ်၍မိထတောက်ပြီးလောင်သောအခါမှာတစ်ပင်မော်ရှိသောငှက်သည်ထုံပြီးရောက်သေဆုံးခဲ့ရထိုတစ်ပင်ကြောင့်ပဲလျင်သေဆုံးခဲ့ရပါဗျာဒါကြောင့်တစ်ပင်သည်ငှက်များဤမိခိုးရဖြစ်တော်လဲမိခိုးရဖြစ်သောတစ်ပင်ကြောင့်ပင်လျင်သေခဲ့ရပါဗျာအသေးမင်းကြီးသိပါလောမသိဘူးခွာတခေါက်ဖမ်းပေးလို့ပြောနေဘယ်လိုမှပြောလို့မရမှန်လားပါဗျာထပ်ပြီးတော့သတော်ဦးတင်ပါမယ်ဗျာဘုရားကျွန်တော်မျိုးကြီးဒီတကားဆောင်းသောဥပမာကိုနားလည်အောင်ထောင်တော်မူပါဗျာရှေးတုန်းကလင်မယား2ယောက်ရှိပါဗျာလင်မယား2ယောက်မှာ2ယောက်စလုံးအမေပဲရှိကြတယ်အဖေမရှိကြပါဗျာမယားလို့သူသည်ရောက်ခမရဲ့အပေါ်မှာအစကချစ်တော်လဲနောက်ကြတော့သားသမီးတွေများလာတော့ခါအလုံးမလုံးနိုင်မဲနဲ့အစာကျွေးရသည်ကိုမတထားပါတော့ကြောင့်မောင်ရေမောင်အမေကဒီလိုပြောတယ်ဒီလိုဆိုတယ်ဒီလိုဆူတယ်အမြဲတမ်းတိုင်တန်းတော်လဲလင်ကနားမထောင်သဖြင့်ခက်တယ်ကွယ်အမေကိုအပြစ်မထားပါနဲ့အပြစ်မထားပါနဲ့ဆိုရင်ဖြင့်တော့အမေကိုချစ်ရင်တော့အမေနဲ့နေတော့အမေကိုချစ်လို့ရှိရင်ဖြင့်ကျုပ်ကိုခွာကျုပ်ချစ်ရင်တော့အမေကိုလေဒီတိုင်းမထားနဲ့တတ်ပစ်ပါတော့အတော်ဆိုးတဲ့ချွေးမတတ်ပစ်ပါတော့ဆိုတော့ကဲကောင်းပါပြီကွယ်မင်းတော့မပြစ်ပြရစီနဲ့ငါအမေကဘယ်နေတော့ဟိုတော့အမေကကျုပ်အမေနဲ့နေတယ်လေအမေနှစ်ယောက်နေကြတာအေးကောင်းပါပြီငါအမေကမင်းအမေနဲ့နေတယ်ဆိုတော့ဟိုငါတတ်မယ်လေငါတတ်ပါမယ်ငါတတ်မယ်အမေတတ်ရအောင်သွားပြီးတော့မင်းအမှတ်တင်ညာလေးထားကြည့်တော့အမှတ်တင်ညာထားကြည့်တော့ဆိုတော့တရားနာပြိဿသူ့အမေကိုယောက်ျားလို့သူကတတ်မယ်တဲ့ငါအမေကဘယ်ဘက်ကအိတ်တယ်ဘယ်ဘက်ကနေတယ်ဆိုတာအမှတ်တစ်ခုမင်းထားခဲ့မိမကတော့သွားထားတာပေါ့မိမသွားထားပြီမဲ့လို့တရားနာပြိဿရေလင်လို့သူကဗျောင်းပြန်ကြည့်ပြိဿလင်လို့သူကဘယ်လိုကြည့်ဗျောင်းပြန်ကြည့်တယ်ငါအမေတတ်ဖို့သူနေရာမှန်ထားတော့လေထိုထားသောတင်ညာသည်အမေဖြစ်ရမယ်ထားသောတင်ညာမဟုတ်ဗျောင်းပြန်ဘက်ကငါတတ်ရရင်ဖြင့်ကောင်းမှာပဲဆိုပြီးတတ်လိုက်တော့ဟောမိမရဲ့အမေသေရောပြုပြိဿဘသူအမေသေးတာတော့မိမရဲ့အမေသေးတော့သွားကြည့်ဟောမလေးငါမေသေးပါဘောလားငါအမေသေးရဲ့သေအမေလည်းသတ်တော့ကိုင်တာဖြင့်သတ်မယ်တို့အမေကိုတုတ်တန်သွားပြီးမိရှိုးကြစို့ခေါ်သွားရောလင့်အမေကိုတုတ်တန်သွားပြီးတော့မိရှိုးကြဖို့ထားကြမသွားတယ်တုတ်တန်ရောက်ဟဲ့မိပါလားမိရှိုးရဟောမိချင်းပါဘူးမိချင်းပါသွားယူကြည့်ဟိုကြောက်ကြည့်လည်းမသွားရဲဘူးကြောက်သွားလည်းကျုံမနေရဲဘူးလာအတူတူသွားရအောင်မိချင်းအတူတူပြန်ယူတော့မိမကြီးကတရားနာပြီးသားလေကလေးတိုက်တော့နိုးလာဟဲ့ဟုတ်တော့မလေးပြီးလိုက်ရောက်နေပါလားပြီးလိုက်ရောက်နေပြီတော့လန့်သွားတယ်ပြီးလိုက်ရောက်နေပြီဆိုပြီးလန့်သွားတန်တော့ငါမိရှို့မလို့သူတို့တတ်ကြမလို့တတ်ကြမလို့ဆိုပြီးတရားနာပြီးသားအဲ့ဒီမိမကြီးကလေဒီမဲ့ဟောတစ်တုံးတစ်ခုငါအကြောင်းသိရမယ်ဆိုပြီးတစ်တုံးတစ်ခုကိုလေအဲ့ဒီသူ့ဖုံးနဲ့အဝတ်တွေနဲ့ဖုံးပြီးတော့ဟောတော့ထွက်ပြေးပြီးတရားနာပြီးသားရေလှိုင်ကူကြီးတစ်ခုတည်းသွားနေ
လိုင်ကူကြီးတစ်ခုတည်းသွားနေတော့တရားနာပိဋကဟိုသခိုးတယောက်ကလည်းပစ္စည်းတွေခိုးပြီးတော့လိုင်ကူကြီးတဲ့ထည့်ထားတာကိုပိဋကညသူ့ပစ္စည်းကိုသွားယူမယ်ဆိုပြီးညချမ်းခါသွားတော့အဲ့ဒီကြောက်လို့ပေမဲ့ဘေးကြောင့်လိုင်ကူထဲဝင်နေတဲ့မိန်းမလည်းမြင်လိုက်ရောဟာဘီလူမာကြီးဆိုပြေးပြီးတော့ဆရာတယောက်သွားခေါ်ဆရာဘလူအာရန်ဘလူနေဘယ်မဲ့လို့ဟိုလိုင်ကူထဲမှာရှိတယ်လာပါဒီမဲ့ကျုပ်ပစ္စည်းတွေထားတာဆရာရဲ့အဲ့လိုင်ကူထဲမှာဘလူမဝင်နေတယ်ဟေးလာသွားလို့သွားစို့ဆိုပြီးဆရာလို့သူကတရားနာပိဋကအရင်သွားဆရာလို့သူအရင်သွားတော့တရားနာပိဋကဆရာလို့သူကသူ့မြင်တော့ဟဲ့ဘလူမအိုးဆေးဆရာငါဘလူမဟုတ်ဘူးလာဒီလားဒီမဲ့ရတနာပစ္စည်းတွေသင်တဲ့ငါနဲ့ခွဲယူကြစို့လာငါဘလူမဟုတ်ဘူးခွဲယူကြစို့အာငါနဲ့ဘယ်လိုယုံရမှာတော့ကဲမယုံလို့ရှိရင်လေဟောငါရှာဖို့နင့်ရှာလေးတင်သားဆေးဆရာကလည်းဆရာအားရရှိတကူမိမရှာဖို့သူ့ရှာလေးသွားတင်ဘာပြောကောင်းမလဲဟိုမိမကတခါတည်းရှာကြိုက်ဖြတ်ချိုက်မလေးအလောဘောရှာမရှိတော့မပြီးဘူးဒီကရှာမရှိတော့ပြီးရလားဘောမပြီးတော့ဘူးရိတ်တိုင်းကိုကားဖြစ်အာဘလူးပဲဆိုပြီးသွေးဆက်တန်ဆက်တွေနဲ့ပြေးတာဟောရတနာဒုတ်ကြီးသူတယောက်ထဲရတော့ဟိုအိမ်ပြန်သွားတော့လေမြင်းမီချွေးမကဟုတ်တော့အမေဘယ်နဲ့တော့မသေးတာတော့ဟိုငါမသေးတာဒီလိုအေးဆိုပြီးတော့တရားနာပရိသတ်ကြီးပြောပြလိုက်ပါရောပြောပြလိုက်တော့ဩလက်စာသတ်တော့သုတ်တံမမီးဘုံမော်တင်ပြီးတော့မိအရှို့ခိုင်ဒီလိုပစ္စည်းတွေရသကိုသွားပြီဒီကအဲ့ဒီလိုဟာမျိုးကသူလမ်းသူသွားတာကြလားသွားပြီပစ္စည်းတွေရသကိုဆိုပြီးတော့ငါကိုတဲ့သုတ်တံထုတ်ပြီးတော့ထင်းပုံမော်တင်မိရှို့သူ့လင်ကိုပြောတာသူ့လင်ကလည်းအားလိုက်တဲ့လူတရားနာပြိတ္တာသူ့အမေလိုပစ္စည်းတွေရလိုက်မယ်ဆိုပြီးသူ့မိမထင်းပုံပေါ်တင်ပြီးမိရှို့လိုက်သေးရောသေပြီးအိမ်ပြန်ရောက်တယ်နောက်ရကြပြောတယ်မေးတဲ့ကျုံမိမခုတည်းချင်းရောက်သေးဘူးနော်တဲ့သေတဲ့လူဘယ်တော့မှပြန်လာတယ်ကြားဘူးယောက်ျားရုပ်မိမစကားနားထောင်အမေကြတော့သေရအောင်ကြားဟေးဒီမှာသေတဲ့လူဘယ်တော့မှပြန်မလာဘူးကွအမေကြဘာလို့ပြန်လာတော့အမေကမီးရှို့ခန္ဓာအမေမှတ်နေလားအဲ့ဒါတစ်တုံးထားပြီးတော့ငါလှိုင်ကူထဲဝင်ပုံးလို့ဒါလှိုင်ကူထဲကသူများခိုးထားတဲ့ပစ္စည်းငါအချောင်ရခဲ့တာဗျာဒါပြပြန်မလာတော့ဘူးပေါ့လာဘူးဘယ်တော့မှလာဘူးမင်းလည်းအဲ့ဒီသွားကြင်သွားဟာလေဒုက္ခပါပဲအော်မရကိုငါအာကိုရဖြစ်ပေမဲ့လို့အခုတော့ငါအာကိုရဖြစ်တော့မရကြောင်လဲဒုက္ခတွေဖြစ်ခဲ့ရပါဘောလားမှန်လားပါဗျာတဲ့မရဖြစ်သူမိမသည်ယောက်ျားများရဲ့အာကိုရဖြစ်တော့လေအဲ့ဒီမရကြောင်လေယောက်ျားတွေဒုက္ခဖြစ်တတ်ပါဗျာဒီလိုပြောလိုက်တော့တရားနာပိဋကကြီးကျမ်းဂန်နဲ့မပါတော့လဲမှတ်သွားကြမိမများသေးလဲယောက်ျားတွေကိုအာကိုရဖြစ်ပေမဲ့လို့အာကိုရဖြစ်တဲ့မိမတွေလဲယောက်ျားကြောင့်ဒုက္ခဖြစ်တတ်ပါတယ်ဗျာတို့အပြတ်မြန်ကြည့်သွားပေါ့ဒါတော့မင်းသိတော်မူပါတော့လို့ဘယ်လိုပင်ပြောတော့လဲဟေးငါမသိဘူးတခေါ်တော့ငါမရောက်ဖမ်းပြီမှန်လားပါဗျာတော်ဦးတင်မောင်းမယ်ဗျာဖခင်ဒီဟိုသားကိုအားကိုးပါတယ်ဗျာအားကိုးလို့လဲသားစုလေးတောင်းပါဗျာသားစုတောင်းလို့သားကလေးလည်းရပါဗျာဘယ်လိုပင်သားအားကိုးပြီးစုတောင်းလို့သားအားကိုးရဖြစ်ပေမဲ့လို့ငယ်ရွယ်စဉ်အခါကျွေးတော်လဲအသက်ကြီးသွားတဲ့ချိန်ခါမှာအလုံးမလုံးနိုင်လို့အရာမဝင်တော့လို့လုံအားမရှိတော့လို့အဖေကိုနှင်ထုတ်တဲ့ဖြင့်ဖခင်ဒီအဝေးမှာတောင်းစားပြီးတော့သူများရဲ့အိမ်ကောင်းရင်နာမှာပြစ်စလက်ခတ်သိရပါဗျာဒါကြောင့်မင်းကြီးသိတော်မူပါလို့ဖခင်လို့ဘယ်လိုမှသတော်ဥတင်လို့မရတော့အဲ့
တိချိန်ခါမှာဖယားအလောင်းတော်ကဖယားအလောင်းတော်ပရိသဗရကုသလဆိုတာဘု து အလောင်းတော်ဖယားအလောင်းကနေပြီးတော့အိုးတိုင်းသူပြည်သားလူအများတို့ဇနဘုတ်သားတို့ငါပြောနေတဲ့စကားသည်သင်တို့သည်ရိပ်မိကြပြီမဟုတ်တုံးလားရိပ်မိတယ်ပြီးတယ်ဘယ်လိုသိကြပါလဲအိုးအသင်မင်းသားလေးအသင်မင်းသားသည်ရှင်မင်းအပမကပ်ပြီးတော့မင်းခါယောက်ျားလုံနေရပါသည်မင်းခါယောက်ျားဖြစ်ခြင်းကြောင့်မျက်နှလူလိုက်အကြိုက်ကိုတင်းနေတော့လေဘယင်သဘောမပေါက်လို့သူတို့ကိုယ်တိုင်ခိုးထားသည်ဖြစ်မယ်လို့ကျွန်ုပ်တို့ရိပ်မိသဘောပေါက်ကြပါသည်အသင်မင်းသားမနဲ့တိုက်ပြေအုပ်ချုပ်တဲ့ဘယင်နဲ့ဟောဒီပရောဟိတ်ပုံနာသည်သူတို့ကိုယ်တိုင်ယရနာတိုက်မှာထုတ်သူတို့ကိုယ်တိုင်ပြတ်တတ်ထဲမှာနေပြီးတော့မိအိမ်တကားဆိုသုံးငါဆင်းတွေကားထောင်တဲ့တတိုင်းအပြင်မဲ့ထွက်တရားစီရင်တင်းကုတ်ရောက်လှေကားထောင်တဲ့နန်းတော်ရောက်ရေကန်ဝင်းသုံးငါပတ်ပြီးတော့ရေကန်တွင်းထားတာသူတို့နှစ်ယောက်ကြည်စမ်းกว่าဟဲ့ကောင်းလေမထားနဲ့ဒီရှုံးရင်မထားနဲ့ဒီပုံနာဘယ်နဲ့ပြသူတို့ကိုယ်တိုင်ခေါ်ပြီးတော့တက်မင်းသားလေးဒုက္ခပေးမဲ့ရှင်မရင်နဲ့ပရောဟိတ်ကိုင်းလာလေဟောတူတွေနဲ့တင်းဖုတ်တွေနဲ့ဆောက်တွေနဲ့လက်နဲ့ကိုယ်စီဝင်ရိုက်လိုက်တဲ့တရားနာပိဋကဟောနန်းရင်ဖြင့်အဲ့ဒီနေရာမှာတခါတည်းမာလကကြွသေရောသေဗလားပိဋကတယောက်ထဲလားနှစ်ယောက်ဘယ်သူနဲ့ဘယ်သူတော့ဟမ်ဘယင်နဲ့ပုံနာသေဗလားပြိဿကြီးသေပါဗျာခိုးလို့သေတာလားမခိုးလို့သေခိုးလို့သေပါဗျာဟောခိုးရင်တိုင်းသူပြည်သားကထားရဲ့ထားပါဗျာတိုင်းသူပြည်သားကခိုးနေတော့ကိုဘယင်ကထားရဲ့တခိုးဆိုတာဘယင်ကြိုက်သလားကြိုက်ပါဗျာတခိုးကိုတိုင်းသူပြည်သားကကိုကြိုက်တယ်ဘုန်းကြီးတွေကကိုကြိုက်တယ်လူတွေကဟောကြိုက်သလားမကြိုက်ပါလို့ခိုးရဟောကွာကြနော်မကြိုက်တော့မကြိုက်ဘူးခိုးတယ်ခိုးတာကိုရှင်မရင်မကြိုက်လို့ဟိုတုန်းကတော့ဘယင်ကိုယ်တိုင်ခိုးလို့ဘယင်သေးတယ်အခုတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရကတော့ခမရတို့ဥပဒေတွေနဲ့ထားလို့စစ်ဘိုခိုးစစ်ဘိုလည်းမထားဘူးဟမ်အရာရှိတွေခိုးအရာရှိတွေလည်းမထားဘူးပြည်သားမျက်နှာလိုက်ပြီးထားရလားပြည်သားဥပဒေကခိုးတာကိုသဘောမကျလို့ဒီခိုးမှုသည်ဒီလိုသေးတတ်ပါတယ်လို့ဆိုလေဟောဒီဇလန်းကိုကျုပ်နာမည်ပေးထားလိုက်တာကတခိုးဗါတဲ့ပြိဿတခိုးစုံတွေသေဆုံးွယ်အဲ့ဒီလိုသေတော့မှကျွတ်တို့ဖယားအလောင်းတော်ဖြစ်တဲ့ဗရကုသလလေးကိုရှင်ဘုရင်မြောက်လိုက်ပါတယ်ဗျာဘာမြောက်လိုက်တော့ပြိဿဖယားအလောင်းတော်လေးရှင်မင်းဖြစ်တဲ့ချိန်ခါမှာဏီကုန်းခဘအပိသလို့တကားတော့ပင်သားသည်မြေပြင်မှာထင်းတဲ့ခြေရာကိုမြင်နိုင်တော့လေဟိုတုန်းကကောင်းငင်ကခြေရာကိုမြင်နိုင်တော့ငါဖယားအလောင်းသည်ဗရကုသလာကတ္တဝလီထိုခါကဗရကုသလာရဲ့ဖခင်ကွဲ့လို့မြတ်စွာဘုရားဟောကြားတော်မူသောဆုံးမှာသားဖနှစ်ယောက်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်တည်ကြပါတယ်ဗျာတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဘုံမုံစိတ်တွေပြစ်ပြီးအသေးသေးသောမိမိတို့ငရာဌာနသို့နိဝတ္တတုသီခရစ်သာပြန်ကြပေတော့နိဝတ္တတုမေတ္တာရဲ့ပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေတရာဆွေကလျှံပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြောင်းကြစေကုန်သတည်း